နေဆက်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်ဒီကနေ့မှာချင်းပြည်နယ်အတွင်းပြည်လဲထူထောင်ရေးနဲ့ပြည်လဲတိဆောက်ရေးကော်မတီအဖွဲ့ဝင်များနဲ့အတူဖလန်းမြို့ပြည်လဲထူထောင်ရေးနဲ့ပြည်လဲတိဆောက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များလိုက်ပါကအမျိုးသားတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဖလန်းမြို့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနခရိုင်ဦးစီးမှုရုံးအမိုးလဲလှယ်နေမှုနဲ့မြို့နယ်ဦးစီးမှုရုံးအစောအုံနေရန်များနဲ့ပြည်တင်တကားများပြည်လဲပြင်ဆင်နေမှုများကို၎င်းမြို့နယ်အခွန်ဦးစီးဌာနရုံးကြံကင်းများပြည်လဲပြုပြင်နေမှုကို၎င်းမြို့နယ်တမဝါယမဦးစီးဌာနရုံးဝန်ထမ်းအိမ်ယာအမိုးနဲ့ကြံကင်းများပြန်လည်ပြုပြင်နေမှုနဲ့ရုံးအဆောက်အုံအမိုးများလဲလှယ်နေမှုများကို၎င်းကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်တာများပေါင်းဆက်ညီနိုင်ဆောင်ရွက်ခဲ့ပါတယ်။အလားတူတိတိတ်မျိုးနဲ့အတွင်အကြမ်းဖက်ဖြစ်စဉ်များကြောင့်တစိမ့်တစ်ပိုင်းဖြစ်စည်းခဲ့တဲ့မြို့နယ်ရဲတပ်ဖွဲ့မှုရုံးအဆောက်အုံမြို့မရဲစခန်းအဆောက်အုံနဲ့ဝန်ထမ်းအိမ်ယာ6ခန်းတွဲ2ထပ်မြို့နယ်သာသနာတော်ထုံးကားပြန်ပွားရေးဦးစီးဌာနပိုင်းဘုံတော်ကြီးတင်ပညာရေးကျောင်း KG အဆောက်အုံနေဆက်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးတင်နန်းကျောင်းစာရိတ်သာအဆောက်အုံတီးတိမ်မြို့ကတင်တရားစံပြည်သူ့စေယုံအဆောက်အုံပြည်တင်တကားမှန်များပြင်ဆင်ရန်ဆောင်ရွက်နေမှုများနဲ့မြို့နယ်လန်းဦးစီးဌာနမှတာဝန်ယူဆောင်ရွက်နေတဲ့မြို့ရေးမြေထိန်းနေရန်တိစောက်ခြင်းလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။ထို့အတူတွန်းဆန်မျိုးပြည်လဲထူထောင်ရေးနဲ့ပြည်လဲတိဆောက်ရေးကော်မတီအတွင်းရေးမှူးသည့်တာဝန်ရှိသူများနဲ့အတူတစိမ့်တစ်ပိုင်းပြုပြင်ရမယ်နေဆက်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးတင်နန်းကျောင်းဤပြအိတ်ဆောင်ဂရေ90ဆန်ပြည်သူ့စေယုံမြို့နယ်လျက်စစ်ရုံပြုပြင်ခြင်းနဲ့မြို့နယ်ဥပဒေရုံပြုပြင်ပြီးစီးမှုများကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။